လူတော်တော်များများအမှန်မှားနေကြတယ်မစစ်စီလို့ပြောလိုက်ပြီဆိုရင်လူတော်တော်များများကဈေးမစစ်ဘဲနဲ့ဝယ်တဲ့စီဆိုပြီးတော့အမှန်မှားတတ်ကြပါတယ်ဒါပေမဲ့မစစ်စီဆိုတာနှမ်းစီပဲစီနေကြစီစသည်တို့ကြိတ်ပြီးတော့ထွက်လာတဲ့စီကိုအောက်ကနေပြီးတော့စစ်မယူဘဲနဲ့အလင်းမထိုင်ခင်မှာအပေါ်ကနေပြီးတော့ခတ်ယူတဲ့စီရတာလည်းမစစ်စီရဲ့အစ်ဖြစ်ပါတယ်ဒါအပြင်တနေရာမှတနေရာသို့ပြောင်းရွှေ့ရတယ်လေစီစစ်တဲ့ကဲ့သို့လုပ်လို့မရပါဘူးကဲကိုကမစစ်စီကိုလိုချင်တယ်ဆိုရင်ဒီအနေမထိုင်ခင်မှာခွက်နဲ့ဇက်ကနေယူရပါမယ်ပြီးရင်ကိုထည့်မဲ့ခွက်သို့မဟုတ်ပကံထဲကိုလည်းပဲအချိန်မဆောင်မဲနဲ့ပြန်ထည့်ရပါမယ်ပြန်ထည့်တဲ့အခါမှာလည်းပဲစီမဖိတ်အောင်တော့စစ်လို့မရပါဘူးကဲတင်ကမစစ်စီရဲ့အနေအရတာကိုအပြေးဝလိုချင်တယ်ဆိုရင်တော့ဒရိုင်းသွင်းချိန်မှာလှုပ်ဆောင်ခြင်းဖြင့်မစစ်စီရဲ့အနေအရတာကိုပြေးဝရရှိပါလိမ့်မယ်သင်တို့ရခင်ကသိခဲ့တဲ့မစစ်စီနဲ့ယခုသိခဲ့တဲ့မစစ်စီရဲ့အတိတ်ပဲဆိုတာဘယ်လိုမျိုးလဲလွဲမှားနေတာလားဆိုတာကိုအောက်က comment မှာပြောပြပေးပါဦးဗျအားလုံးပဲကျမ်းမာချမ်းသာပြီးတော့နှံကောင်းတဲ့နေရာလေးပိုင်ဆိုင်ပါစေလို့ဆုတောင်းပေးရင်းနဲ့ဒီကုန်းချုပ်လိုက်ပါတယ်ခင်ဗျာ